အလူတော်ကြောင့်ကောင်းရင်ရကြည့်ဦးရနတ်တန်တော်က၆ပင်နာရဲ့ဟောတဲ့ညာရှင်ဒီမြောက်စားမြလို့တရင်စီတောက်ချောကြီးကျမမင်းသမီးယောက်ျားကတော့ကားချရဲမှပြန်လာတယ်ရေဦးရလောတန်းရကြောင်းတော့ဒီမွန်တွေကမင်းတို့နဲ့ရှုံးပြပြီးချူချစ်နေစတော့ငါတို့မချတပါ